အေဂျင့်ပြီးတော့တန်ရှင်းတဲ့ပန်ဝန်းကျင်မှာကိုပိုင်ခြံဝန်းနဲ့တီးတန့်ဆန်ဆန်နေကျင်တဲ့သူတွေအတွက်အထူးသင့်လျော်တဲ့အိမ်ကောင်းလေးတစ်လုံးရောင်းမှုရှိပါတယ်။အိမ်ရဲ့အောက်တာချက်လေးတွေပြောပြပေးပါမယ်ရှင်။ location ကတော့တောင်ဥက္ကလာပမြို့နယ်17ရပ်ကွက်သူ့မင်္ဂလာလမ်းမကြီးနီးမှာရှိတာကြောင့်စိတ်ငြိမ်ရက်ကွက်တန်ပြီးတော့ပန်ဝန်းကျင်အရင်ကောင်းပါတယ်။မြေအကျယ်ကတော့ပေ40ပေ60ပါ။အိမ်ကတူအစီလုံးချင်းကိုမှအစစ်မြင့်ပြင်ဆင်ပေးထားပါတယ်။အိတ်ခန်းကမာစတာ2ခန်းစင်ကယ်2ခန်းဖွဲ့ပေးထားပါတယ်။ဂရမ်မီပေါက်ပါ။ဒေါင်းကွက်ဖြစ်တာကြောင့်လေးဝင်လေးထွက်နဲ့အလင်းအောင်တော်တော်ကောင်းကောင်းရပါတယ်။ချန်စီယိုကိုခင်မီဒီဇိုင်းနဲ့အစစ်မြင့်စွာကာရန်ထားပြီးတော့စူးကြိုးတွေလည်းတက်ဆင်ထားပါတယ်။စိမ့်ဆိုနေတဲ့အရိပ်ရအပင်ကြီးတွေရှိတာကြောင့်တနေကုန်အိမ်မြနေမဲ့နေရာကောင်းလေးတစ်ခုဖြစ်ပါတယ်ရှင်။ခြံဝန်းကျယ်ပြီးတော့ကားပါကင်နဲ့အဆင်ပြေပါတယ်။လမ်းမကြီးတွေနဲ့နီးတာကြောင့်သွားလာရေးလွယ်ကူပြီးတော့ရင်းနှီးမြုပ်နှံထားဖို့အကောင်းဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်ရှင်။ဒီအိမ်ရဲ့လက်ရှိခေါ်စီကတော့3,400ပါ။စိတ်ဝင်စားလို့လိုက်ကြည့်ချင်တယ်ဆိုရင်တော့ကျမတို့စိုးစံလေးအိမ်ချမ်းမြေစူးဆောင်ကုမ္ပဏီကိုအခုပဲဆက်သွင်းနိုင်ပါပြီရှင်။